ပရဟိတကျောင်းအမည်ဘိုးဘွားရိပ်သာအမည်အသုံးချပြီး Facebook မှာလိမ်စားနေတဲ့အဖွဲ့များပြည်သူတွေသတိထားဖို့ပြောပေးချင်ပါတယ်။ယနေ့ခေတ်မှာ Facebook လူမှုကွန်ရက်ကိုအသုံးချပြီးပရဟိတကျောင်းဘိုးဘွားရိပ်သာအမည်ခံကအလှူငွေလိမ်လည်စုဆောင်းနေတဲ့အဖွဲ့အစည်းတွေပိုမိုတွေ့ရှိလာနေပါတယ်။ဒီလိုလုပ်ရက်တွေကြောင့်စေတနာကောင်းတဲ့ပြည်သူများအများအပြားထိခိုက်နစ်နာနေရပါတယ်။ဘိုးဘွားရိပ်သာပရဟိတကျောင်းအမည်သုံးကာအခြားနေရာကပုံတွေယူသုံးပြီးစိတ်ထိခိုက်စရာစာသားများအသုံးချခြင်းဘိုးဘွားတွေစာလောင်နေရပါတယ်။အလှူမရရင်ပိတ်ရတော့မယ်ဆိုပြီးတနာအောင်ပြောကအလှူခံနေကြပါတယ်စေတနာကောင်းတဲ့လှူဒန်းခြင်းတဲ့ပြည်သူတွေကိုလိမ်လည်စားသုံးတာဟာလူမှုအတိုင်းဝိုင်းကိုထိခိုက်စေတဲ့လုပ်ရက်ဖြစ်ပါတယ်။အမှန်တကယ်ပရဟိတလုပ်နေသူတွေကိုကာကွယ်ဖို့ကျွန်တော်တို့အားလုံးသတိရှိဖို့လိုအပ်ပါတယ်။ပရိသတ်ကြီးအားလုံးကလည်းဒီပေတွေကအမှန်လားအလိမ်ညာလားဆိုတာပြောသွားကြပါဦး။တကယ်လို့ဒါတွေဟာအလိမ်တွေဆိုရင်ကိုနာကအဖိုးဖွားတွေအလိမ်မခံရအောင်ရှယ်သွားပေးကြပါဦး။